မိတ်ဆွေငွေလိုအပ်လားဒါပေမဲ့မနက်ကနေညအထိအလလုံးနေတာပဲဘဝကတော့ဘာဆိုဘာမှမပြောင်းလဲလာဘူးလားအများစုကငါအလုံးမလုံးလို့မချမ်းသာတာလို့ထင်ကြတယ်ဒါပေမဲ့အမှန်တရားကအလုံးနီးမမှန်လို့မချမ်းသာတာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ရင်လူကြီးမင်းပိတ်စာအပေါ်အတွေးတွေလုံးဝပြောင်းလဲသွားပါလိမ့်မယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးပါအောင်လို့တောင်းဆိုပါတယ်ပတ်စံဆိုတာအလွတ်လွတ်ရုံနဲ့မရပါဘူးပတ်စံဆိုတာလူတွေရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့သူကိုပေးတဲ့ဆုလက်တစ်ခုပါဥပမာလူတစ်ယောက်ကဖျားနာတယ်ဆိုရင်ဆရာဝန်ကကုပေးနိုင်တယ်ဒါကြောင့်အဲ့ဒီဆရာဝန်ကပတ်စံရတယ်လူတစ်ယောက်ကပညာတစ်ခုကိုလိုချင်ရင်အဲ့ဒီပညာကိုသင်ပေးနိုင်တဲ့ဆရာကိုပတ်စံပေးပြီးသင်ခိုင်းတဲ့ဆိုရင်အဲ့ဒီဆရာကပတ်စံရတယ်ဒါဆိုရင်မိတ်ဆွေကလူတွေကိုဘာကူညီပေးနိုင်လဲအဲ့ဒီမေးခွန်းကိုမဖြေရှင်ပတ်စံကလူကြီးမင်းစီရောက်လာမှာမဟုတ်ပါဘူးဒါဆိုရင်ကျွန်တော်လေ့လာသိရှိထားတဲ့ဝင်ငွေ၃မျိုးကိုဖော်ပြပေးပါမယ်နံပါတ်1 active income အလုပ်လုပ်မှပတ်စံရတယ်မလုပ်ရင်မရဘူးအဲ့ဒီဝင်ငွေတွေကိုလူကြီးမင်းရဲ့ဘဝမချမ်းသာစေနိုင်ပါဘူးလူကြီးမင်းကိုပူပီပန်းစေပါတယ်နံပါတ်2 scale income ကျွမ်းကျင်မှုနဲ့ရတဲ့ပတ်စံဥပမာ video editing graphic design content writer ဒီ scale တစ်ခုတက်သွားရင်လူကြီးမင်းတို့ကနေရာမရွေးပတ်စံရှာနိုင်တယ်နံပါတ်3က passive income လူကြီးမင်းအလုံးမလုံးတဲ့အချိန်မှာတော့ပတ်စံဝင်နေတဲ့အလုပ်ကိုဆိုလိုတာပါဥပမာ YouTuber digital product ချမ်းသာတဲ့သူတွေက active income မနေအောင်လို့ passive income ကိုအများအောင်လုပ်တတ်ကြတယ်လက်တွေ့ကြပြောရရင်လူကြီးမှုမှာဖုန်းတစ်လုံးရှိလား internet ရှိလားဒါဆိုရင်စနိုင်ပြီစနိုင်တဲ့နည်းလမ်းတွေက content creator ကိုသိတဲ့အရာတွေကိုပြောကိုနားလည်တဲ့အရာတွေကိုမျှဝေအစမှဝင်ငွေမရလည်းမရက်နဲ့တနေ့ကျရင်ဝင်ငွေရလာလိုက်မယ်နောက်ထပ်နည်းလမ်းတစ်ခုက scale service ဒီဇိုင်းလုပ်နိုင်ရင်ဒီဇိုင်းဆွဲစာရေးတက်ရင် content writer လုပ်ပါ scale ကပတ်စံထုတ်တဲ့စက်တစ်ခုပါမယ်ဆိုရင်တစ်ဆက်တည်းပတ်စံမရနိုင်တဲ့အကျင့်တွေကိုပြောပြပေးပါမယ်အချိန်ဖြုံးရှင်းကြောက်ရွံ့ရှင်းမအောင်မြင်ခင်အရှုံးပေးရှင်းမင်းစေအောင်မြင်တဲ့သူတွေကကြောက်ပေမဲ့လှုပ်တယ်ချမ်းသာတဲ့သူတွေရဲ့အတွေ့ကငါပါပေးနိုင်မလဲလို့စဉ်းစားတယ်ဆင်းရဲတဲ့သူတွေကငါပါရမလဲလို့စဉ်းစားတယ်စဉ်းစားပုံမှာပဲကွာွားတာပါပတ်စံကိုလိုက်မရှာနဲ့တန်ဖိုးကိုတိဆောက်ပါတန်ဖိုးရှိလာရင်ပတ်စံကမိတ်ဆွေရဲ့နောက်ကိုလိုက်လာပါလိုက်မယ်မိတ်ဆွေဒီနေ့မချမ်းသာတဲ့စတင်ရှင်းမရှိလို့ပါဒီနေ့စလုပ်ပါမနှက်ဖြန်မပြောင်းလဲလဲတနေ့နေ့တစ်ချိန်ချိန်မဖြစ်မနေပြောင်းလဲလာပါလိုက်မယ်ပတ်စံကိုလူရှင်းရင်အရင်ဆုံးတန်ဖိုးရှိတဲ့သူဖြစ်ဖို့လိုအပ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိနားဆင်ပြီးလို့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာကြံဆုံးရှင်ပါသေးတယ်